ဆိုရချောင်းနဲ့ကိုပိုင်ချောင်းဘယ်မှာစာပို့တော်ကြတယ်လဲယနေ့ခေတ်မှာចောင်းသားတွေတက်တာမကမိဘတွေတက်ပါရွေးချယ်စရာနှစ်ခုရှိလာခဲ့တာပါအဲ့ဒါကတော့အစိုးရချောင်းနဲ့ကိုပိုင်ချောင်းဟူ၍အပြန်အဆိုင်ပေါ်ပေါက်လာခဲ့တာပါဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ចောင်းသားတွေအတွက်အစိုးရချောင်းနဲ့ကိုပိုင်ချောင်းဘယ်ချောင်းကအဆင်ပြေမလဲဆိုတာကိုအားတာချက်အားနည်းချက်ဖြင့်နှိုင်းယှဉ်ပြတော့ပေးပါမယ်ပထမဦးစွာအစိုးရချောင်းရဲ့အားတာချက်ကိုယဉ်ကြည့်လိုက်ရအောင်ဆိုရကျောင်းမှာတက်ရောက်တဲ့အကျောင်းသားတွေကကျောင်းလာကတက်တာပြီးလူလန်းစားစုံတဲ့အတွက်လူမှုဆက်ဆံရေးနဲ့ကိုအမိကိုကင်းစွာစူးစမ်းခြင်းစိတ်ကိုပုံမမွေးမြူနိုင်တာပါဆိုရကျောင်းရဲ့အားနည်းချက်ကတော့တက်ရောက်တဲ့ကျောင်းသားဦးရေများပြားတဲ့အတွက်ဆရာဆရာမတွေကကျောင်းသားတူးချင်းစီအပေါ်အနိကဂီးမဆိုင်နိုင်တာကြောင့်အောင်မြင်မှုအရာဂိုင်းတော့အလွန်နှဲပါပါတယ်ကဲဒါဆိုနောက်ထပ်ကိုပိုင်ကျောင်းတွေရဲ့အားတာချက်ကိုနှိုင်းယှဉ်ကြည့်အောင်ကိုပိုင်ကျောင်းတွေကကျောင်းသားဦးရေကန့်တက်ထားတာကြောင့်ဆရာဆရာမတွေရဲ့အနိကတွန်းအားပေးမှုဂိမ်းဆိုင်မှုတွေအပြည့်အဝရရှိတာကြောင့်ထူးချွန်ထွက်မြတ်ဖို့အကောင်းဆုံးပါပဲဒါဆိုကိုပိုင်ကျောင်းတွေရဲ့အားနည်းချက်ကဘာတွေဖြစ်မလဲဟုတ်ပါတယ်ကိုပိုင်ကျောင်းတွေမှာကုန်ကျစရိတ်တွေကအဆမတန်မြမလွန်းတာကြောင့်ငွေကြေးခက်ခဲများစွာကြုံတွေ့ရနိုင်ပါတယ်ဒါဆိုဘလူတွေကဘလူကျောင်းတွေမှာတက်တင်တာလဲဒါကြောင့်ကိုတာဝန်ယူပြီးစနစ်တကျစာလုပ်နိုင်တဲ့ကုန်ကျစရိတ်တက်တာခြင်းနဲ့ဆိုရင်အစိုးရကျောင်းကကျောင်းသားတွေတက်အကောင်းဆုံးပါအကယ်၍ကိုမှအနိကလမ်းညွန်စောင့်ရှောက်ပေးမြင်သူလိုအပ်တဲ့ငွေကြေးလက်တက်နိုင်တဲ့ဆိုရင်တော့ကိုပိုင်ကျောင်းတွေကအကောင်းဆုံးပါပဲဒါဆိုတင်းတို့ကဘလူကျောင်းမျိုးကိုသဘောကျလဲကိုမှမပြောပေးကြအောင်နော်ပညာရေးဆိုင်ရာဘုဒ္ဓတာတွေကိုအထမှန်သိရှိဖို့အကောင်လေးကိုလိုက်လေးလုပ်ပြီး subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့နော်